မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓဟူးညသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့အမတ်စင်15ရဲတပ်သားတင်တန်းစင်းတဲ့တဲ့လိုက်စာမိုင်းကြံသွားတဲ့လမ်းတစ်လျှောက်ကာလန်ပျက်စီးမှုများတဲ့တဲ့နဲ့ New Teacher Recruitment Volunteer Training တင်တန်းပြုလုပ်တဲ့တဲ့တွေကိုတင်ဆက်ပေးရမှာဖြစ်ပါရရှင်ကျွန်မအခုမကြစင်ပါရှင်ကဲဝဆိုရရဲဌာနချုပ်မှာဖွင့်လှစ်ထားတဲ့အမတ်စင်15ရဲတင်တန်းစင်ပွဲကိုဇွန်လ28ရက်နေ့နင်းအွန်ခမ်းမမှာကျင်းပခဲ့ပါတယ်အမတ်စင်15ရဲတပ်သားတင်တန်းစင်ရဲဘော်များ124ဦးရှိပြီးအဆိုပါခမ်းနားမှာဌာနအကြီးကြီးမှတာဝန်ရှိသူများဘာသာရေးကိုင်းကနမှဆရာတော်များတင်တန်းသားများဖိတ်ကြားထားတဲ့ဧည့်သည်တော်များရမိရဖများတက်ရောက်ခဲ့ပါတယ်အခမ်းအနားမှာတင်တန်းစင်တဲ့ရဲတပ်သားဝန်ထမ်းတစ်များကိုတင်တန်းစင်လက်မှတ်ချီးမြှင့်ခြင်းရာထူးခန့်အပ်စာကြေညာခြင်းများပြုလုပ်ပြီးပြည်ထရေးဒုတိယတာဝန်ခံဆလန်ကပခုမ်ကမ်အောင်မှအမှာစကားပြောကြားရာရဲဘော်တို့ဟာကြရာတာဝန်ထမ်းဆောင်ကပြည်သူလူထုများရဲ့လုံခြုံရေးကိုတာဝန်ယူနိုင်တဲ့ပြည်သူဝန်ထမ်းကောင်းတွေဖြစ်ဖို့စေတနာထားတာဝန်ထမ်းဆောင်ကြဖို့ဝန်ထမ်းတစ်များကိုမှာကြားပါတယ်မုံချွာရှင်လုံလမ်ငွေတာစကားရှင်လုံလမ်စကနာရှင်လုံလမ်မိမစင်နာရှင်လုံလမ်ဒုခရာကျော်လို့anh đây cho này qua công ty của bạn phải quân phải là anh chị ra cái rồi yang này để ram chắc cái công ty dit phải quân phải làm từ san tuần đại lịch yong go strong này công ty như thế cái lịch ngay chẳng này yong go yeah rim hoa chia chắc lão hoa chia ngủ ấy làm cho yong à 유저타 묘미 군한테 감다지 레디몽 안티야 퐁 그린가루 나무도 안티야 묘 그린가루 나무도 안티야 몽단 그린가루 나무도 nga mai lit ka pa phe kun phai ngai ni re ngo pa de ni sa sa ton le sum yu aiအမတ်စင်15ရဲတပ်သားတင်တန်းကိုပြီးခဲ့တဲ့မတ်လကစပြီးဖွင့်လှစ်ခဲ့တာဖြစ်ပြီးဇွန်လ29ရက်နေ့ထိရက်ပေါင်း120ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်းကိုလည်းသိရပါတယ်ရှင်မိုးဆက်သက်ရွာသွန်းမှုကြောင့်လိုက်စာမိုင်ကြရလမ်းတစ်လျှောက်မြေစာပြိုကျတာနဲ့လမ်းပိုင်းတချို့နေရာတွေပျက်စီးသွားတဲ့အတွက်လိုက်စာမိုင်ကြရခီးသွားလာဖို့ခိတ္တရနာထားရပြီးပျက်စီးသွားတဲ့ကားလမ်းများကိုသက်ဆိုင်ရာကပြုပြင်လဲရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာဆက်သက်ရွာသွန်းမှုကြောင့်လိုက်စာမိုင်ကြရကားလမ်းပေါ်ရှိတွန်းဘုံတာပိန်မြစ်တာအနည်းတလျှောက်ကားလမ်းအချို့နေရာတွေကွဲအပ်သွားတာကြောင့်ခီးတဲ့ရင်ကုန်တင်ကားများဖျက်ဆီးဖို့အခက်အခဲရှိပြီး၎င်းနေ့မနေ့10နာရီအချိန်ခန့်မှာပဲတွန်းဘုံစစ်ဆောင်စခန်းအစ်မှာလဲတောင်ကဘာပြူကျလာတာကြောင့်နေအိမ်တစ်လုံးပျက်စီးသွားတယ်လို့လဲတွန်းဘုံစစ်ဆောင်စခန်းမှာတာဝန်ရှိသူတို့ကအခုလိုပြောပါတယ်။တော်လည်းမိထင်မတဲ့။ရောင်းကုန်လုံးပျက်စီးသွားတယ်။အခုတော့တောင်ကဘာပြူကျလာတာကြောင့်တစ်တုံးကြောက်တုံးနဲ့ရွှံ့ဘွက်တွေပိတ်နေတာတွေတော့ရှိသေးတယ်။ရခိုင်နှစ်တွေမှာဒီနေရာမှာအခုလိုတောင်ကဘာပြူတာတွေမရှိဘူးကျွန်တော်တို့လည်းအရင်စခန်းဟောင်းမှာနှစ်စဉ်ရေဘေးထန်ကြုံတွေ့ရတာကြောင့်သက်ဆိုင်ရာဖွဲ့စည်းကိုတင်ပြပြီးနေရာပြောင်းစခန်းတစ်ကို2021အောက်တိုဘာလ9ရက်နေ့မှာပြောင်းရွှေ့နေထိုင်ရတာဖြစ်ပါတယ်အခုလိုပြန်ကြုံတွေ့ရတော့တဘာဝဘေးဒဏ်ကြောင့်အသက်အိုးအိမ်ဆုံးရှုံးမှုကြုံတွေ့မှာကိုတော့ကျွန်တော်တို့လည်းစိုးရိမ်ကြရတာပေါ့တောင်ကဘာပြူကျပြီးလူနေအိမ်တစ်လုံးပျက်စီးသွားပေမဲ့လူထိခိုက်မှုမရှိကြောင်းနဲ့မိုးဆက်လက်ရွာသွန်းပြီးတောင်ကဘာများဆက်လက်ပြူကျလာနိုင်တဲ့ကြောင့်တွန်ဘုံစစ်ဆောင်ပြည်သူများကိုယာယီပြောင်းရွှေ့ဖို့လုံခြုံတဲ့နေရာတွေလည်းစီစဉ်ထားပြီးဖြစ်ကြောင်းစခန်းတာဝန်ရှိသူများကပြောပါတယ်။၎င်းတွန်ဘုံစစ်ဆောင်စခန်းအသစ်ကိုKNUဗဟိုစစ်ဆောင်ကူညီရေးကော်မတီမှဦးဆောင်မှုနဲ့လူမှုကူညီရေးအဖွဲ့အစည်းမှရခိုင်စစ်ဆောင်စခန်းနဲ့မနီးမဝေးနေရာမှာ2021ဇွန်လ9ရက်နေ့ကစပြီးအကောင့်ထဲပေါ်နေရင်တစ်များစောက်လုပ်ပေးတာဖြစ်ကြောင်းယခုစစ်ဆောင်စကားဟောင်းနေရမှာလဲနှစ်စဉ်မိုးရာသီကာလရေကြီးရေရှမ်းမှုတန်ကြုံတွေ့နေရတာကြောင့်နေရာပြောင်းရွှေ့ကစခန်းတစ်ပြောင်းရွှေ့တဲ့နေရာကတောင်ကဘာတွေပြိုကျတာကိုကြုံရတဲ့အတွက်တွန်ဘုံစစ်ဆောင်ပြည်သူများစိုးရိမ်နေကြကြောင်းလည်းသိရပါတယ်။တွန်ဘုံစစ်ဆောင်စကားမှာအိမ်ထောင်စု82စုရှိပြီးလူဦးရေ408ယောက်ရှိပြီး2017ခုနှစ်စစ်ပွဲကြောင့်တွန်ခုံမြို့တစ်ကုန်းလောနုံလန်းနောင်အင်းနဲ့ဂျော်မောကျေးရွာကနေပြည်သူများဆစ်ဆောင်နေတဲ့စခန်းဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။ကဲဝဆိုရပညာသင်ကျောင်းများမှာ
တာဝန်ထမ်းဆောင်ဖို့အတွက်အနေနဲ့ရရမှရောက်ရှိလာတဲ့စေတနာဝန်ထမ်းများကို KIO ဗဟိုပညာရေးရုံးမှတင်ကြားရေးပိုင်းဆိုင်ရာမုံမှန်တင်တန်းကိုပို့ချတင်ကြားပေးနေကြောင်းသိရပါတယ်။၎င်းတင်တန်းကိုဇွန်လ 23 ရက်နေ့ကနေဇွန်လ 29 ရက်နေ့ထိ15 ရက်ကြာလိုက်စာမြို့အထက်တန်းကျောင်းရနင်ခွန်ခမမှာပြုလုပ်ကျင်းပခဲ့ပါတယ်။အဓိကအဖြစ်ဗဟိုပညာရေးရုံးမှချမှတ်ထားတဲ့မူ policy များဝန်ထမ်းများလိုက်နာရမယ့်စီကံပိုင်းဆိုင်ရာများနဲ့တင်ကြားရေးပိုင်းဆိုင်ရာများကိုပို့ချတင်ကြားပေးကြောင်းဖြစ်တယ်လို့လိုက်စာမြို့ပညာရေးမှူးလက်ကန်ကြဘူးကပြောပါတယ်။တင်တန်းမှာကျောင်းဆရာဆရာမများအယောက်90ကျော်တင်ကြားခဲ့ပြီးယခုတင်တန်းစနစ်ကျောင်းဆရာဆရာမများကိုလိုက်စာမြို့အတွင်းမှာဖွင့်လှစ်ထားတဲ့အခြေခံပညာကျောင်းတွေမှာခန့်အပ်တာဝန်ပေးတော့မှာဖြစ်တယ်လို့သိရပါတယ်။ New Teacher Recruitment Training ကို KIO အစိုးရအုပ်ချုပ်ရာနေရာဒေသများတွင်ပြုလုပ်ကျင်းပလက်ရှိပြီးမိမိနေရာဒေသရှိကျောင်းတွေမှာတာဝန်ထမ်းဆောင်ဖို့တင်ကြားပေးခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။